အားလုံးပဲမင်္ဂလာပါထမင်းစားကြပါအောင်ဒီနေ့ကတော့ဗျာဒီမှာဒါဘူးဒီဟင်းကြီးဒီကောင်ကကျွန်တော်တို့ပဲပုံးနဲ့မြေပဲဆန်နဲ့ကြော်တာပဲပုံးနဲ့မြေပဲဆန်နဲ့ကြော်တယ်ဒါချမောင်ကျော်ဒါကကျွန်တော်တို့အာလူးနဲ့ဒန်းမလုံးလေးဒါတော့ကြက်သားကိုကျွန်တော်တို့တည့်ရသီးလေးတွေနဲ့ကြော်ထားတာပေါ့ကျွန်တော်တို့ကြက်ကုန်းမောင်လို့ကြော်ထားတာကဲပြိတ္တကြီးဆွဲအောင်ကြက်ကုန်းမောင်လို့တည့်ရသီးနဲ့ကြော်ထားကြက်သားကိုဒါပဲပုံးနဲ့မြေပဲဆန်လေးနဲ့ကြော်တာမိုက်တယ်ဒီကောင်ကတော့ဒန်းမလုံးကြီးနဲ့အာလူးနဲ့ချက်တာကြက်ထက်ဒန်းမလုံးကြီးနဲ့အာလူးနဲ့ဒီမှာပဇွန်စိတ်လေးတွေရောပါတယ်ပဇွန်ကဲပြိတ္တကြီးဒါတော့ကျွန်တော်တို့ပါဗျာဘူးဒီဟင်းညိုဘူးဒီအရေးတော့ကဲပြိတ္တကြီးကိုကျွန်တော်ဥပြပြဟိုကြက်ကုန်းမောင်လေးနဲ့ကျွေးပါတယ်ပြိတ္တကြီးစားကြအောင်ဗျာကဲပြိတ္တကြီးကျွန်တော်ဆွဲပြီဟုတ်ညီဝဲဆိုနဲ့ပဲပုံးနဲ့ကြော်အမိုက်တယ်အာလူးဟုတ်ဒန်းမလုံးကြီးဟုတ်ပြိတ္တကြီးရောသမင်းစားပြီးရတာဟုတ်တယ်ပြိတ္တကြီးမိတ်ရောဒါဘူးဒီညိုလေးနဲ့ဘူးဒီဟုတ်ကုန်နေအာလူးနဲ့ဘဇွန်နဲ့ဟုတ်ပြိတ္တကြီးတော့ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်တယောက်ချင်းကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye see you next video bye bye